မင်္ဂလာပါဝေယမေတုကုသရောင်းဝယ်ဆိုင်အကျိုးတော့ကျွန်တော်ဒီ Canon IR 1643 pickup ဝလာလေးမေးနေကဆို pickup ဝလာလေးအထိုင်လိုက်လေးပစ္စည်းရောက်ပြီနော်တော့လဲနီးလေးပြပါမယ်နော်ဘန်လေးကိုကျွန်တော်တို့ဆွဲထုတ်လိုက်ပါခင်ဗျဘန်လေးကိုတစ်စုံဆွဲထုတ်လိုက်ထုတ်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ pickup ဝလာလေးအစ်စ်လဲမယ်ပေါ့နော်အဟောင်းလေးကဒီမှာအဖြူနေရာလေးရှိရနော်အဖြူနေရာလေးကိုကင်ပြီးတော့ကျွန်တော်တို့ဒီဘက်ဘဲဘက်ချမ်းကိုကျွန်တော်ဆွဲလိုက်ပြီးတော့လို့ရှိရင်အောက်လေးနည်းနည်းလေးချပြီးတော့ကျွန်တော်ဒီဘက်လေးကိုညာဘက်လေးကိုပြန်ဆွဲထုတ်လိုက်လို့ရှိရင်သူအထိုင်လိုက်လေးကျွတ်သွားပါမယ်ခင်ဗျပြန်တက်မယ်ဆိုရင်လည်းလွယ်လေးပဲကျွန်တော်ဒီတိုင်းလေးဒီဖြူလေးကနေကင်ထားလိုက်ဒီဖြူလေးနဲ့ကင်ပြီးတော့ဒီလိုလေးစောက်ထိုးလေးကိုဒီအချုံလေးတော့သတိထားနော်ဒီအတက်လေးကိုသွားဒီမှာအတက်လေးကိုဒီအဖြူနားလေးတစ်ချက်ပြပြီးပါဒီအဖြူလို့လေးရဲ့ဒီလိုလေးထည့်လိုက်မယ်ထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီကောင်ကိုဒီလိုလေးထိုးထည့်လိုက်မယ်ပြီးရင်ဒါလေးဒီဘက်အရင်လွယ်တယ်ခင်ဗျာဒီလိုဒီကောင်အထိုင်လိုက်လဲဝယ်လို့ရပါတယ်ဒီလိုအထိုင်လိုက်မဝယ်ခြင်းဆိုတော့ဈေးသက်သာခြင်းတဲ့ customer တွေဒီရိုလာကြီးပဲလဲဝယ်လို့ရပါတယ်ဒီဟာလေးရိုလာလေးကိုချော့ဒီလေးလဲလိုက်ပြီးတော့ဒါလေးပြန်တက်လိုက်ရုံပဲနော်လိုအပ်လို့ရှိရင်ဝေယမေတုကုသရောင်းဝယ်ဆိုင်မှာဆက်သွယ်မေးမြန်းမှာယူနိုင်ပါပြီเนาะတခြားမေတုကုသနဲ့ပို့ပစ္စည်းလိုအပ်တာလေးရှိရင်လည်းပြောပါခင်ဗျကျေးဇူးပါမင်္ဂလာပါဝေယမေတုကုသရောင်းဝယ်ဆိုင်အကျိုးတော့ကျွန်တော်ဒီ Canon IR 1643 pickup ဝလာလေးမေးနေကဆို pickup ဝလာလေးအထိုင်လိုက်လေးပစ္စည်းရောက်ပြီเนาะတော့လဲနီးလေးပြပါမယ်เนาะဘန်လေးကိုကျွန်တော်တို့ဆွဲထုတ်လိုက်ပါခင်ဗျဘန်လေးကိုတစ်စုံဆွဲထုတ်လိုက်ထုတ်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ pickup ဝလာလေးအစ်စ်လဲမယ်ပေါ့เนาะအဟောင်းလေးကဒီမှာအဖြူနေရာလေးရှိရเนาะအဖြူနေရာလေးကိုကင်ပြီးတော့ကျွန်တော်တို့ဒီဘက်ဘဲဘက်ချမ်းကိုကျွန်တော်ဆွဲလိုက်ပြီးတော့လို့ရှိရင်အောက်လေးနည်းနည်းလေးချပြီးတော့ကျွန်တော်ဒီဘက်လေးကိုညာဘက်လေးကိုပြန်ဆွဲထုတ်လိုက်လို့ရှိရင်သူအထိုင်လိုက်လေးကျွတ်သွားပါမယ်ခင်ဗျပြန်တက်မယ်ဆိုရင်လည်းလွယ်လေးပဲကျွန်တော်ဒီတိုင်းလေးဒီဖြူလေးကနေကင်ထားလိုက်ဒီဖြူလေးနဲ့ကင်ပြီးတော့ဒီလိုလေးစောက်ထိုးလေးကိုဒီအချုံလေးတော့သတိထားနော်ဒီအတက်လေးကိုသွားဒီမှာအတက်လေးကိုဒီအဖြူနားလေးတစ်ချက်ပြပြီးပါဒီအဖြူလို့လေးရဲ့ဒီလိုလေးထည့်လိုက်မယ်ထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီကောင်ကိုဒီလိုလေးထိုးထည့်လိုက်မယ်ပြီးရင်ဒါလေးဒီဘက်အရင်လွယ်တယ်ခင်ဗျဒီလိုဒီကောင်အထိုင်လိုက်လဲဝယ်လို့ရပါတယ်ဒီလိုအထိုင်လိုက်မဝယ်ခြင်းဆိုတော့ဈေးသက်သာခြင်းတဲ့ customer တွေဒီရိုလာကြီးပဲလဲဝယ်လို့ရပါတယ်ဒီဟာလေးရိုလာလေးကိုချော့ဒီလေးလဲလိုက်ပြီးတော့ဒါလေးပြန်တက်လိုက်ရုံပဲနော်လိုအပ်လို့ရှိရင်ဝေယမေတုကုသရောင်းဝယ်ဆိုင်မှာဆက်သွယ်မေးမြန်းမှာယူနိုင်ပါပြီเนาะတခြားမေတုကုသနဲ့ပို့ပစ္စည်းလိုအပ်တာလေးရှိရင်လည်းပြောပါခင်ဗျကျေးဇူးပါ